မင်္ဂလာပါဒီ file ထဲမှာတော့ဒီကျောင်းသားစင်းနေပဲဖြစ်ဖြစ်ပေါ့နော်နာမည်စင်းနေထဲမှာနာမည်ထပ်တာပါလာခဲ့မယ်ဆိုရင်အနောက်ဘက်မှာ1 2အဲ့လိုမျိုးလေးနာမည်စင်တက်တဲ့ပုံစံလေးတွားချင်တာပါအဲ့တော့အခုနာမည်ဒီမှာတော့နာမည်လုံးဝမထပ်အောင်ရေးထားရပေါ့နော်အဲ့နာမည်တစ်ခုကိုတူအောင်အပေါ်မှာရှိပြီးသားနာမည်တစ်ခုပြန်ရေးလိုက်မယ်ပေါ့ဒါဆို1 2 auto တွက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံစံလေးကိုတက်ပြတာပါမယ်အဲ့ဒါဆို3ရတဲ့ short formula တွေကတော့ count if ရယ် if function ရယ်ဒါတွေသုံးသွားမှာပါအဲ့ဆိုဒါလေးဖြတ်လိုက်ပါမယ်အဲ့ဆိုအရင်ဆုံးတော့ရေတွက်တဲ့အလုပ်ကိုအရင်ဆုံးလုပ်မယ်ပေါ့နော် count if count a နဲ့ပါမယ်count if နဲ့ပါမယ်ဒီထဲမှာဒီ file ကိုနှိပ်တယ် click ဒီထဲကဒီနာမည်ရှင်းကိုပဲတွားချမယ်တစ်ခွက်ချင်းစီတူတူပြီးရေတွက်သွားစီခြင်းတဲ့ပုံစံနဲ့ပါဆိုတော့ပြီးတော့ enter ဆွဲချလိုက်ဒီထိ okay အမှတ်စင်နေတော့တက်တယ်အမှတ်နာမည်တူတာပါလာတဲ့အတွက်ကြောင့်1 2ဖြစ်သွားတယ်ပေါ့ဒါပေမဲ့အားလုံးမှာတော့အမှတ်စင်ရှိနေပေါ့နော်ဆိုတော့အဲ့လိုအမှတ်စင်တက်တဲ့ကိစ္စကိုကြတော့ဒီလိုမျိုးနာမည်ထပ်နေတဲ့သူကိုပဲ1 2 3ပြချင်တယ်ပြစေခြင်းတယ်ဥမာဒီနှစ်ခုပေါ့နော်ဒီဟာလေးနဲ့ duplicate နဲ့ခဏလေးကာလာပြပေးထားလိုက်ထပ်နေတဲ့နာမည်ကိုပဲသူကကာလာပြစေ sorry 1 2 3ဆိုပြီး auto တက်1 2 3ဆိုပြီးတက်မှတ်စင်တက်စေခြင်းတယ်နာမည်ထပ်တာမရှိဘူးတခုပဲရှိရဲ့နာမည်တွေကိုတော့အဲ့လိုမျိုးအမှတ်စင်မတက်စေခြင်းဘူးပေါ့နော်အဲ့ဒါအခုလိုအမှတ်စင်တက်တဲ့ကိစ္စကိုပဲချိန်မှာသုံးမှလဲဆိုလို့ရှိရင်နာမည်ထပ်တော့မှသုံးမှာပေါ့နော်ဒါပေမဲ့ဒီလိုနံပါတ်ကြီးပဲမဟုတ်ဘဲနဲ့အရှိမနာမည်လေးလည်းတစ်ခါတွေးချင်နေဆိုနာမည်ကိုထည့်ပြီးတော့မှ and နဲ့ဒီလိုဆက်လိုက်လို့ရတယ်ဒါဆိုနာမည်ရဲ့နောက်မှာနံပါတ်ကလေးတွေ့ရမယ်ပေါ့နော်ဒီမှာလည်းအဲ့တိုင်းပဲဆိုတော့နာမည်တစ်ခုလေးရှိနာမည်မှာလည်းနံပါတ်တော့ပါနေတာပေါ့နော်ဒီမှာမြင်နေရတဲ့ပုံစံလေးကဟိုမှာဒီ1နဲ့ခဏန်းနဲ့စာသားနဲ့တရွဲလေးဖြစ်နေရမျိုးမဟုတ်ပဲနဲ့ခွင်စားခွင်ပိတ်ထဲကိုထည့်လိုက်မယ်ပေါ့နော်အဲဆိုအဲ့ဒါတွေအတွက်က and နဲ့ဆက်သွားတယ်ဆိုတော့ enter လုပ်လိုက်တယ်လူလေးတော့ရသွားပြီဒါပေမဲ့ဒီမှာအဆင်မပြေတာထပ်နေတဲ့နာမည်တွေလောက်ပဲ1 2တက်ချင်တယ်မထက်တဲ့နာမည်တွေမတက်စီချင်ဘူးပေါ့နော်အဲ့ဒါဆိုနောက်ထပ် formula တစ်ခုသုံးပါမယ်ဒီအခုလက်ရှိတွက်ထားတဲ့ formula အစအဆုံးကိုဘယ်လိုအခြေအနေမှာတွက်စီချင်တာလဲဆိုတော့ဒီအရှိရနာမည်ကနာမည်စင်းထဲမှာတယောက်ခွဲရှိရတယောက်ထက်ပိုတော့မှသာဒီ formula ကိုတွက်စီချင်တာတယောက်ခွဲရှိရဆိုဒီ formula မတွက်စီချင်ဘူးပေါ့နော်အဲ့ဆိုတယောက်ထဲရှိရလားတယောက်ထက်ပိုတာလားဆိုတာကြတော့နောက်ထပ်ကကြ count if နဲ့ရှာမှာပေါ့နော်ဆိုတော့ if ဆိုပြီးသုံးတယ် count if ဆိုပြီးသုံးတယ်ဒီတစ်ခါတော့ cell range နေနဲ့မသွားပဲဒီနာမည်စင်းတွေအားလုံးထဲမှာပေါ့နော်ဒီနာမည်စင်းတွေအားလုံးထဲမှာcommaဒီနာမည်ကိုလိုက်ရှာလို့ရေးတွက်လိုက်လို့တယောက်ခွဲရှိရ equal to 1ဆိုရင်တော့တယောက်ခွဲရှိရဆိုလို့ရှိရင်တော့ဘာမှမပေါ်စေချင်ဘူးတယောက်ထက်ပိုတယ်ဆိုတော့မှသာဒီ formula တွက်မယ်ဆိုတဲ့ပုံစံနဲ့သွားမှာပါဒီလိုမျိုးပေါ့နော် sorry ဒီမှာဘာလို့ခုကြံသွားလဲဆို constant လို့ခုကြံသွားတာပါဒီ cell range တွေက auto လိုက်ရွေးတဲ့အတွက်ကြောင့်မှားသွားတာပါဒီ cell range ကိုkeyboard က F4 လေးနဲ့နှိပ်ပြီးတော့ပိတ်ပြရပါမယ်ရွှေ့မသွားအောင်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဆွဲချလို့ရသွားမယ်အဲဒီတော့အမှတ်စင်တွေတက်လာပါမယ်ဆိုအားလုံးမှာနာမည်စင်းပေါ်နေစေခြင်းနဲ့ဆိုရင်တော့ဒီနေရာလေးမှာဘာမှမပေါ်တဲ့ပုံစံလေးအစားပေါ့နော်ဒီနာမည် sequence ကိုပဲရိုက်ထည့်ပေးထားလိုက်ရပါတယ်ဒီအောက်ဘက်မှာဘာမှရှိမနေ0တွေပါလည်းမပေါ်စေခြင်းဘူးဆိုရင်တစ်ဆင့်ထပ်ပိတ်လို့လည်းရသေးတယ်ပေါ့နော်အဲ့ဒါကိုလည်း is plan နဲ့ပဲပိတ်လိုက်ပါမယ်ဒီစက်ကွက်က blank ဖြစ်နေခဲ့မယ်ဆိုရင်ဘာမှမပေါ်စေချင်ဘူးပေါ့အဲ့လိုမှမဟုတ်ရင်တော့နောက်ဘက်ကခုနအမှတ်စင်တက်တဲ့ကိစ္စ formula ကိုဆက်တွက်သွားစေချင်တယ်ပေါ့နော်
Okay ဒါလေးပြသွားတာပါများတော့ဖြင့်လုပ်ငန်းခွင်တွေမှာတော့ ID number နဲ့တွားကြရတယ်ပေါ့နော်ဒီလို1 2တော့မတတ်ပါဘူးတကယ်လို့ကျောင်းနေဆိုလို့ရှိရင်အမှတ်နာမည်တူပါလာပြီဆိုရင်ကိုက manual လိုက်ချက်ပြီးတော့အမှတ်စဉ်တက်တာမျိုးမဟုတ်ဘဲနဲ့နာမည်ရိုက်ထည့်မဲ့ကွက်ကတစ်ခွက်ပေါ့နော်တီးတဲ့ဒီလိုတစ်ခွက်ထားပြီးတော့လဲတွက်သွားလို့ရပါမယ်ကျေးဇူးတင်ပါတယ်အဆင်ပြေမယ်ထင်ပါတယ်နော်